အားလုံးနဲ့တော့ဒီနေ့တော့ကျွန်တော်လည်းဆက်ပြီးမှဒါကျွန်တော်တို့ပြုံးခြင်းမှုကိုတည်ဆောင်လာပြီးပဲဒါပြုံးခြင်းရဲ့ကောင်းချက်ဆယ်ချက်ကိုတက်ဆက်ပြီးမှဖြစ်ပါတယ်ဒါကျွန်တော်တို့အပြုံးတော့ဘယ်လိုမျိုးအစွမ်းကြီးရရှိရလဲဆိုတော့ကြည့်မယ်ဆိုရင်တော့သိချင်နေဆိုရင်တော့ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြရပတ်တိကတော့ကျွန်တော်ရဲ့ပေါ့စိတ်ကိုချက်ချင်းကြောင်နေပေးပါလေတိတ်ကိုချက်ချင်းပြီးတော့ပြည့်နေပေးတဲ့အရာမျိုးဖြစ်ပါတယ်ညွှန်ကြီးကပြုံးတဲ့ချိန်မှာဖြစ်ပေါ်လာတဲ့ကျွန်တော်ဒီစီရိုတိုနင်လို့ဒိုပါမင်ဆိုတဲ့ဒါစိတ်ကိုပျော်ရွှင်စေဒါတို့ပျက်စီးပြီးထွက်လာပါလေတဲ့နေလုံးကတော့စိတ်ညစ်နေတော့မျက်နာမှာကျွန်တော်အပြုံးလေးကဒီရှိမယ်ဆိုတော့ဒါနေ့ဒီကိုစိတ်ညစ်တာတွေကရောကျသွားမှုပဲဖြစ်ပါတယ်စိတ်ညစ်နေမှပြောမိမယ်စားရကျွန်တော်စိတ်ညစ်နဲ့မဲ့နေမယ်စားမေတို့ကြီးဖြစ်နေမယ်စားလို့ဗျာဒီအပြုံးလေးကြောင့်ကိုစိတ်ပျော်ရှောင်လုပ်ကြည့်စေချင်ပါတယ်ဒါတော့နံပါတ်1အချက်ကစိတ်ကိုချက်ချင်းရင့်တင်ပေးတဲ့အချက်ပေါ့နောက်ချက်ကတော့ကိုယုံကြည်မှုပိုးစီပါလေတဲ့ပြုံးခဲ့တဲ့လူကြီးကကိုယုံကြည်ပိုများကြပြီးတော့ကိုယ့်ရဲ့အတွင်းစိတ်ကိုလည်းဒီလိုပြောင်းလဲပေးနိုင်ပါတယ်အရေးကြီးဆုံးအစည်းအဝေးတွေမတိုင်ခင်ပြီးတော့အရေးကြီးဆုံးဒီလိုအစည်းအဝေးတွေမတိုင်ခင်ယူမှုရေးပရိမတိုင်ခင်မှာမှန်ရှိမှာမတည့်ရတော့ပြုံးလိုက်ပါတဲ့ဒါကကျွန်တော်အုံနောက်ကိုငါလုံးနိုင်နေဆိုရဲ့အချက်ပေးခေါ်လောထိုးလို့ပဲဥမာများမိတ်ဆွေကကျွန်တော်ကိုကဒီပြက်နာကိစ္စပေါ်တာတက်နေချိန်မှာဒီစိတ်ရည်နေတဲ့ချိန်မှာအရေးကြီးရဲ့ဒါမီတင်တွေတွားရမယ်အလောက်ကရတွားရမယ်ဆိုရင်တော့ကို stretcher တွေ set တင်ပြီးနေတဲ့အချိန်မှာမှန်ရှိသွားပြီးတော့ငါလုံနိုင်သူဆိုပြီးတော့ကျွန်တော်ရေကိုဒါမှလုံနိုင်နေဆိုပြီးတော့ပြောပြီးတော့ပြောလိုက်ပါဒါကလည်းကျွန်တော်ရေစိတ်ကိုစွာဖြစ်စေမယ်အချက်ပဲဗျနောက်ပတိယမြောက်ချက်ကတော့လူကြီးရဲ့အမြင်ကိုပြောင်းလဲရှိပါခဲ့ဒါတော့ပြုံးကြီးကလူကြီးရဲ့အမြင်ကိုပြောင်းလဲစေရတော့တကယ်လည်းပြီးကြည့်မယ်ဆိုရင်တော့ပထမဆုံးပေါင်းတဲ့ဆက်ဆံရေးမှာတဲ့ပြုံးရဲ့ခြင်းကတိကိုပိုချင်းကက်လို့ကောင်းတယ်စကားပြောလို့ကောင်းတယ်စိတ်ချရလို့ကြည်ရပါတယ်သူတင်နာတွေကပြုံးရဲ့ခြင်းကတင့်ကိုပို့ပြီးတော့အချစ်ရှိတယ်ရွှေ့ချွေးတယ်ယုံကြည်စိတ်ချရလို့ချင်းစီချင်းရစီဝင်ဒါတော့တို့တကယ်ရကျွန်တော်မိတ်ဆွေတရားနဲ့တို့လေလုံးသူနဲ့ကိုမတီးကိုလည်းကိုပလေးချက်မှာမဲမေတို့ဆက်မယ်ဆိုရင်တော့တစ်ခါလူကအလိုလိုထင်သွားမယ်မဲမေတို့နှိမ့်ဆက်မယ်ဆိုတော့ဒီလိုကလမ်းကိုစိတ်ထားပုတ်တဲ့ကောင်မေလုပ်ငန်းကိစ္စရဲ့ဒီကောင်နဲ့အတွဲလို့အဆင်ပြေဘူးဆိုပြီးတော့တစ်ဖက်တော့အချင်သွားမယ်ဒါကြောင့်မို့ချက်ချင်းပဲကျွန်တော်တွေအဲ့လိုမျိုးဆုံးဖြတ်တဲ့ချနိုင်မဲ့ကြောင့်ကိုဒါကိုနဲ့ဟောပေါ့ဗျာကျွန်တော်ကိုနဲ့မတည့်ရလူကြောက်ကိုဆက်ဆိုင်တဲ့ခါမှာစလို့ပြုံးလိုက်တာကပို့ပြီးတော့ကောင်းပါသေးတယ်နောက်ပြီးတော့ကျွန်တော်တွေဒါနောက်ခုကတော့တသင်းမာတို့ရဲ့ပရိခါတွေကိုလျှော့ပါစေပါတယ်စကားပြောတဲ့အချိန်စိတ်မသာဖြစ်တဲ့အချိန်မှာဒါပြုံးခြင်းကကျန်းမာငွေကိုဒါလေအောင်ကြီးကိုဖြုတ်ပေးပါတယ်အမောင်ကိုခမောင်တို့ကိုအလျောင်းကဖြုတ်ပေးလို့ဖြုတ်ပေးပါတယ်ဒါကတင်းရဲ့စိတ်ကိုစိတ်ဖွင့်ထားမှုနားထောင်မှုစိတ်ကိုပြသထိုက်တော့ပဲပြန်လာကြီးကြီးမားမားပဲမှာအတင်းဖြုတ်ခိုင်းတာမဟုတ်ပါဘူးတို့ဒါလုံးဝယူစလိုဝါဖြစ်နေမှာဆိုရင်တော့ကျွန်တော်တို့ပြုတ်ရနေကြရင်စောက်ကွက်မယ်ဝဲကြတော့ဗျာပြန်လာကြီးကြီးမားမားတွေမှာတော့ကျွန်တော်အတင်းပြုံးခိုင်းရမှာပေါ့မျက်နာမှာနူးညံ့သွားတဲ့အနေထားနဲ့ပြီးတော့ဆောင်းနေတိုင်းကြီးတွေချိန်ပြီးတက်လို့ရတော့ဝေပါတယ်ဒါပြုံးရင်းဆိုတော့ပေအားမစကောင်းဆိုတော့နေရာမှာရှိရချာအရန်ဟောပေါ်တစ်ဖက်လူကစိတ်ဒီနောက်ဆက်အင်းရဲ့ချိန်မျိုးအဲ့လိုမျိုးဝမ်းနဲ့စီအကိစ္စတွေမှာဆိုရင်တော့ကိုကအခွက်ကြီးပြောင်မျိုးတော့ပြုံးနေတော့မရဘူးဗျာနည်းနည်းလေးဒါပေါ်မြန်မေပြုံးလေးပေါ့ဗျာနည်းနည်းလေးတော့ပြောပြပါကိုကလေးဝမ်းနေတဲ့ချိန်မှာခေါ်သွားပြီးတော့ပြုံးပြကြီးရဲ့အခွက်ပြောင်ကိုကြားတယ်နောက်ခေါ်တော့ကျွန်တော်တို့ဒါပြုံးရင်းကပို့ပြီးတော့ဆွဲဆောင်မှုရှိနေပါရဲ့ပြုံးရင်းကတဲ့လူချင်းမရဲ့အရာဒီခုလောက်ကိုထိန်နေစေပါလေဒါပြုံးရင်းကတင်းရင်မျက်နှာဒီခုလုံးထိန်နေစေပါလေပုံမှန်ကိုဝူညံစီကအသက်ရွယ်မလေးပို့ပြီးတော့ညှို့ပြိုစေပါလေပျော်ရှင်တဲ့စောင်းရင်ဟာဆွဲဆောင်မှုရှိရဲ့ဒါကမြွချွေးမှုကိုယုံကြည်မှုစိတ်ချရမှုတို့ကိုဖုံးနှင်းပြီးတော့ရုပ်ပိုင်းဆိုင်ရာပြည့်စုံတဲ့ကိုကြည်ပါပါတယ်ဒါတော့ပြုံးလိုက်မယ်ဆိုတော့ကျွန်တော်စကားကြားဖို့တယ်ပေါ့ဘယ်မိတ်ကပ်တီဘယ်ဟာရေးချက်ပြုံးတော့ဘယ်ကမျက်နှာကိုလှပန်းသူမဆန်းဆောင်နိုင်ဘူးဆိုတဲ့စကားပေါ့ဗျာဒါတော့ပြုံးရင်းကဒီဒုတိယကိုဒါပို့ပြီးတော့ဆွဲဆောင်မှုရှိသွားတဲ့အရာပဲဗျာ
နောက်တစ်ချက်ကတော့လူမှုဆက်ဆံရေးနှောက်တူတွေကိုခိုင်မာစေပါတယ်ပို့ပြီးတော့လည်းကြိုင်များကြရင်ပြုံးပြောင်းမမိပါနဲ့ပြုံးရခြင်းကယုံကြည်မှုစိတ်ခံစားချက်ဖွံ့ဖြိုးသောစိတ်ဆက်သွယ်သောစိတ်တို့ကိုဖော်ပြပါတယ်ပြီးတော့ဒါကကုဆက်တပါတယ်တတေပြုံးလိုက်ရင်တခြားတူတွေရဲ့မကုဆက်မဲဝါနိုရင်းနေအန်တိုလိုပြီးတော့တူလေးပြန်ပြုံးဖို့ဖြစ်လာတတ်ပါတယ်ဒါကလူမှုစာရေးစိတ်ခံစားချက်စာရီတိဆောက်ပြပါတယ်ဒါကျွန်တော်မိတ်ဆွေကဒီကွန်မန့်ခုရဲ့ခေါင်းဆောင်တယောက်ညာခေါင်းဆောင်တယောက်ကမနဲ့ရုံးလာတက်တဲ့ချိန်မှာမမေ့တဲ့အချိန်မှာအောက်လက်ငရာတွေရလဲစိတ်ကမကြည့်ဘူးကမမေ့ကြီးစိတ်ကြီးအုပ်ပိုးနေနိုင်အောက်မှာတူးလောက်မှလို့နေမိရလဲဘယ်လိုစိတ်ကရှင်ပါလဲကြာအဲ့ဒီဖို့ခေါင်းဆောင်တို့ဘူးပြောင်းနေနေဆိုရင်တော့ပိုကဘယ်တော့ဖေးတင်နာလေးတက်ခက်မဆိုင်တဲ့တွေကိုဘုံချမနေအပြုံးလေးနဲ့ညီသွားခြင်းကကိုအောက်ကလူတွေလည်းစိတ်ချမ်းသာရယ်ကိုနိုင်ကလည်းကျွန်တော်တို့ stress တွေလျှော့ချစီရဲတဲ့နောက်ပြီးတော့ကျွန်တော်တို့ဒါနာကျင်မှုပိုလည်းလျှော့ပါစီရဲပြုံးခြင်းကအိုခန္ဓာကနေအန်ဒိုဖလင်လို့ခေါ်တဲ့ဒီမှာကနာကျင်ပြပြောက်စီထုတ်လွှင့်ရပါတယ်ဒီဟော်မုန်းတွေကနာကျင်ဟုန်းနဲ့တင်းမာမှုခံစားရတဲ့အမာနာကိုလျှော့ချစေပါတယ်ဒါရောကြီး channel ပိုးရဲ့အလိုပြောက်ဟုတ်ဗျတက်ဆွမ်းအားတွေနောက်တစ်ချက်ကတော့စိတ်တိုင်ရာကိုပျောက်ကင်းစေဖို့ကူညီပေးပါတယ်ပျောက်ကင်းခြင်းဆိုတာပြုံးရည်ဖို့ဖွင့်ချလိုက်တဲ့ရိုးရှင်းတဲ့အရာဖြစ်နိုင်ပါတယ်ဝမ်းနည်းမှုမတေချာမှုအချင်းနေဆိုးယူကြတဲ့ကပြုံးရည်ဖို့ဖွင့်ချခြင်းကခုဟာပေးရဲ့ဒီလိုက်ထူပါပဲနာကျင်မရှိတော့ပါငါရက်ဒီနေရောငါလို့ကြီးညာတိုက်ပေါ်ပါပဲဒါရောတွေလုံးဝကိုပေါ်အားကြီးခုတို့ခါတီးနေတဲ့သူရဖြစ်မယ်ဆိုရင်တော့ကိုပြုံးပြီးတော့ငါအေးဆေးပါပဲငါဖြစ်ငါလောကကြီးပဲကြိုးပြီးအောင်မယ်ဆိုပြီးပြုံးနေတာဒီစိတ်ရဲ့ဒဏ်နာတွေရနေရကြောက်ပေးစေပါလေအများကြီးရောပုံနေဒီတက်တာလားရဟုတ်လို့မလားနောက်ချက်ကတော့နောက်ဆုံးချက်ကတော့ဒါအုံနောက်ကိုအပီတော်ဆောက်တဲ့ဘက်ကိုကျန်တဲ့ခေါ်ကြီးပေးပါတယ်ပို့ပြီးပြုံးနေအုံနောက်ကအပီတော်ဆောက်တဲ့ဘက်ပို့ပြီးတော့ဟာရုံစိုက်လာနေပါပဲဒါကအန်ဂိုမညာရဲ့အချက်လက်ပါတေအုံနောက်ကအကောင်းမြင်သွားတာတို့တွေအောင်မြင်နိုင်စွမ်းအပီတော်ဆောင်တဲ့စိတ်ထားတို့ရဲ့ဆက်တဲ့အောင်ကျိုးလမ်းကြောင်းအစ်တီဖွဲ့စည်းပေးနေတာဟာတဲ့နောက်တည်တိုင်းတို့တွေအုံနောက်ကိုလည်းအပြုံးကလမ်းဆန်းဆရာဗျာမရှင်မနာဆိုရင်လည်းအုံနောက်ကရှုပ်ရှားနေခြင်းမှာသူကလည်းမရှင်မနာဖြစ်စီမှာအမှန်ပဲဒါနောက်ချက်ကတော့ကျွန်တော်တို့အကျမ်းမာရေးတစ်ခုလုံးကိုကောင်းနေစေပါလေဒါတော့ဒီကကြားတဲ့တရားပေါ့ဗျာအကျမ်းမာရေးဟာစက်တပါပဲကျမ်းမာခြင်းကောင်းဖို့အပြုံးကတဲ့အရေးပါတယ်ပို့ပြီးပြုံးတဲ့သူတွေကတိပောင်ချိန်နေနာတွေကိုခါစနစ်ပိုကောင်းတာနှလုံးကျမ်းမာရေးပိုကောင်းတာပို့ပြီးတော့အသက်ရှိရတွေရှိရပါတယ်ပြုံးရင်တိုင်းနေစိတ်ဖီစီမှုတွေကြောကြသွားပြီးတော့ခန္ဓာကိုယ်ကပြန်လေကောင်းနေမှုထိပ်ဖို့အနားယူဖို့အချင်းရှာတော့ပါတယ်လို့တစ်ခုမှာဘယ်လောက်ပဲဗျာမပရမလားစိတ်တော့ပဲပြင်မှန်အပြုံးလေးနဲ့နှုတ်ဆက်ပြီးတော့ပြန်လာရင်ဟုတ်လို့မလားကျမ်းမာခြင်းဆိုတဲ့စဘာကလည်းအပြုံးကတော့အများကြီးကျိုးရှိရအနည်းဆုံးတော့မယ်ဆိုတော့ဒီပြုံးကဒါတော့မြန်မှုဖူးတယ်ပေါ်ပါတယ်အပြုံးကဒါရှော့တဲ့နေရာပေါ့ဆက်ကြမှုတွေကြောက်ကင်းမှုတွေယုံကြည်မှုစွမ်းရည်တွေကရိယာတစ်ခုကြီးပဲဒါတော့ဒီပြုံးကိုနေထိုင်ပုံနဲ့ထုံးနေပြည့်ချင်းမှာဘာလဲဆိုတော့ဒီပြုံးရဲ့စွမ်းရည်ကိုတီးလိုက်ရင်ဒါလေတော့ပါဟိုမှာရိုးရှင်းတဲ့အပြုံးဟာကျွန်တော်တို့ပြည်ပြည်ရဲ့ပွားကိုအများကြီးပြောင်းလဲစေပါဟဲ့နောက်ဆက်တွဲအကြံပေးကြံကတော့လေ့ကျင့်ရန်ပုံမှန်လို့ပါနဲ့အိယာထားခြင်းမှန်ရှိဖြစ်တဲ့ချိန်စက်ညစ်တဲ့အချိန်မှာမင်းတို့မိတ်အင်းနဲ့ဆိုင်လက်ရှုပ်ပြီးတော့အပြုံးရေးပြပြီးတော့ကြည့်ပါဒါဆက်ဆက်ကဆက်မှာပြောပြပါနောက်ပြီးတော့တတိထားပြုံးတာရဲစဲဘွားတွေကတာမန်ရာတွေကိုတတိထားပြီးတော့ပြုံးပါဥမာကော်ဖီတောက်ရင်နေအောင်ကြည့်ခံရင်တပီယောစကားတွင်လေရပါတယ်ပြုံးပြဖို့မမြင်ပါနဲ့ကျူရင်းနဲ့ချစ်တစ်စကနေကဈေးရောင်းလို့ဒါလမ်းပေါ်ကသူပြောဖို့ကနေပဲဒါစသဖြင့်ကျူရင်းကိုပြုံးပြဖို့လည်းမေ့ပါနဲ့ပေါ့ဗျာအပြုံးမှာနဲ့စကွန်မီတော့မှာဒါကျေးဇူးတင်ပါတယ်ပျော်ရွှင်ပါစေသူတို့ပါရဲ့စကားရင်းကြီးပြောပြီးပြောမှာအပြုံးကိုအကျဉ်းမလုပ်ပါနဲ့စစ်မှန်တဲ့အပြုံးကအာနိတဲ့အရှိတော့မှာအကျဉ်းပြုတ်ကတဲ့စိတ်ကြီးကလိုချင်းပူရင်းနဲ့ပြုံးဖို့ကြိုးစားကြည့်ပါနောက်ပြီးတော့ပြောရီဒါတော့ပြုံးနဲ့ပတ်သက်ပြီးတော့အချောင်းဇာဒီဘောဗီဒီယိုဆိုပြီးပြောပဲကျေးဇူးတင်ပါတယ်လောင်များလေးတွေတက်ဆိုင်မှာတော့ပေါ့လေဘိုင်ဘိုင်